အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညွှန်ရေးအစိုးရကပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့မြို့သားညွှန်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ဖြစ်ပါတယ်အချိန်ကာလဟာခရစ်တက္ကရာ2026ဆိုတဲ့နှစ်တစ်ခုကိုဝင်ရောက်လာခဲ့ပြီဖြစ်တယ်လို့ကျွန်တော်တို့မြန်မာပြည်သူလူထုပေါင်းဆင်နွှဲနေခဲ့တဲ့ပြည်သူ့ຫນွေဦးတော်လှန်ရေးဟာလည်း9နှစ်တင်းပြည့်ဖို့နီးကပ်လာနေပြီဖြစ်ပါတယ်လွန်ခဲ့တဲ့2025ဆိုတဲ့နှစ်တစ်နှစ်ကိုသာမကတော်လှန်ရေးရဲ့ဖြတ်တန်းခဲ့ပြီးတဲ့ကာလတွေကိုပြန်လည်သုံးသပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ပြည်သူ့ຫນွေဦးတော်လှန်ရေးနဲ့ပြည်သူလူထုတရက်လုံးဟာအနှိမ့်အမြင့်အတက်အကျလှိုင်းတွေနဲ့အတူလောကရန်အကောင်းအဆိုးနှမျိုးစလုံးကိုရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်9နှစ်ဆိုတဲ့အချိန်ကာလဟာနှိုင်းရသဘောတရားအရကြားတယ်မကြားဘူးလို့အတိအကျမပြောနိုင်ပေမဲ့နေ့စဉ်ရက်ဆက်အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်တဲ့ဖီစည်းနှိပ်စက်မှုမျိုးစုံကိုကြုံတွေ့ခံစားနေကြရပြီးတော့ကြံ့ကြံ့ခံဖြတ်တန်းနေကြရတဲ့မြန်မာပြည်သူတွေအတွက်တော့အင်မတန်အမှကိုရှေ့ကြလွန်လှပါတယ်ဒီလိုမျိုးပြည်စည်းနှိပ်စက်မှုတွေအောက်မှာကာလတစ်ခုကြာမြင့်လာခဲ့ပြီဆိုပေမဲ့ပြည်သူလူထုရဲ့စိတ်တဏှန်တွေကဆက်အာဏာရှင်စနစ်ကိုယွန်ရှာမုန်းတီးမှုနဲ့တော်လှန်ရေးပေါ်ယုံကြည်ကိုးစားမှုတွေကိုတော့မကြာခင်ကပြုလုပ်သွားခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာလည်းထပ်မံမြင်တွေ့ခဲ့ကြရပါတယ်ဒီအတူရောင်ရွေးကောက်ပွဲပထမပိုင်းမှာနီလန်ပေါင်းစုံနဲ့ချင်းချောက်အကြက်ကင်မှုတွေဖိအားပေးမှုတွေကြောင့်မိမိတို့ရဲ့စိတ်ဆန္ဒမပါဘဲမဲပေးခဲ့ကြရတဲ့ပြည်သူချို့ကိုစာနာနားလည်တယ်လို့မိမိတို့ရဲ့အခြေခံရပိုင်ခွင့်ကိုအသုံးချပြီးရဲရင်ပြတ်သားစွာနဲ့မဲပေးခြင်းအပြင်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုလည်းအလေးအနက်ဥညွတ်ကုန်ပြုလိုပါတယ်အာဏာသိမ်းမှု9နှစ်အတွင်းမှာပြည်သူ8000နီးပါးကိုတပ်ဖြတ်ခဲ့ပြီးပြည်သူထောက်ခံတဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေအပါအဝင်ပြည်သူ3000ကျော်ကိုဥပဒေမဲ့ဖမ်းဆီးထားပြီးကျင်းပနေတဲ့အတူရောင်ရွေးကောက်ပွဲဟာစစ်အာဏာရှင်စနစ်ကိုတပ်ဆိုးရှည်စေဖို့နဲ့စစ်အာဏာရှင်တွေကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက်ပြည်တံကင်းလွတ်ခွင့်ရရှိဖို့အတွက်ကြိုးပမ်းနေတဲ့အတူရောင်လုပ်ရတာဖြစ်ပြီးတရားဝင်မှုလုံးဝမရှိသလိုနိုင်ငံရေးထွက်ပေါက်လည်းမဟုတ်ကြောင်းကိုကျိုးစီးပွားကိုရှေ့တန်းတင်ပြီးအတူရောင်ရွေးကောက်ပွဲကိုထောက်ခံနေကြတဲ့ဆယ်ကနန်းမပြည့်သောနိုင်ငံအချို့ကိုထပ်လောင်းသတိပေးလိုပါတယ်အကြမ်းဖက်စစ်တပ်ကပြုလုပ်နေတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်နေကြတဲ့သူတွေဟာလည်း2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့ဆက်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဒီမိုကရေစီအခြေခံခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ညီစွန်းနေတာကြောင့်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ဥပဒေပါလုံထုံးလုံနည်းတွေနဲ့ညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်ဒီဥပဒေအရအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မှုအမည်စင်းတင်သွင်းသူတွေကိုမတမာသောနီးလန်းဖြင့်အာဏာရယူရန်ကြိုးပမ်းသူတွေအဖြစ်အဓိပ္ပာယ်ဖွင့်ဆိုထားပြီးအနည်းဆုံးထောင်ဒဏ်3နှစ်ကနေအများဆုံးထောင်ဒဏ်9နှစ်အထိဖြစ်စေကျပ်သိန်း900အောက်မနှိမ့်သောငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးဆောင်ရွက်နေကြတဲ့အစဉ်စဉ်သောရွေးကောက်ပွဲကော်မရှင်အမည်ခံအကြမ်းဖက်အဖွဲ့ကအဖွဲ့ဝင်တွေအတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှုအမည်စင်းတင်သွင်းခဲ့သူတွေအတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ကူညီသူတွေငွေကြေးထောက်ပံ့သူတွေနဲ့တနည်းနည်းနဲ့အထောက်အကူပြုနေသူတွေကိုဥပဒေပါလုံထုံးလုံနည်းတွေနဲ့ညီဒေါ်လာရင်းအင်အားစုထိန်းချုပ်နယ်မြေတွေအပါအဝင်တွေ့ရှိတဲ့မြည်သည့်နေရာမှာမဆိုလက်ရဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းပြောလိုပါတယ်။ဒါကြောင့်ဆရာနာရှင်စနစ်တပ်ဆိုးရှည်စေဖို့ကြိုးပမ်းနေတဲ့လုပ်ငန်းစဉ်မှာပါဝင်ပြီးကိုဘဝနဲ့မိသားစုဂုဏ်သိက္ခာကိုအဆုံးရှုံးမခံဖို့ပြည်သူလူထုနဲ့စန့်ကျင်ဘက်မှာမရက်ပဲပြည်သူနဲ့အတူတူရပ်တည်ကြဖို့အထူးသတိပေးတိုက်တွန်းလိုက်ပါတယ်။အကြမ်းဖက်စစ်တပ်အနေနဲ့တရားမဝင်တွေ့အောင်ရွေးကောက်ပွဲပြီးတာနဲ့မြစ်ဆုံဆယ်စီမံကိန်းကိုပြန်လည်စတင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့သဘောထားကိုအလေးအနက်တင်ပြလိုပါတယ်။ပထမဆုံးပြောကြားလိုတာကတော့အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်အာဏာလုအကြမ်းဖက်အဖွဲ့အစည်းတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့သဘာဝတယံဇာတတွေကိုရောင်းချပိုင်ခွင့်နိုင်ငံတကာစာချုပ်တွေချုပ်ဆိုပိုင်ခွင့်လုံးဝမရှိပါဘူး။အကြမ်းဖက်စစ်အုပ်စုနဲ့ချုပ်ဆိုတဲ့ဘလို့စီးပွားရေးစာချုပ်မျိုးမဆိုအတိဖြစ်မှာမဟုတ်သလိုဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုနစ်နာမှုမှန်သမျှဟာလည်းစစ်အုပ်စုနဲ့ယင်းနှိမ့်မြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်းမြို့သားညီညွတ်ရေးအစိုးရအနေနဲ့တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။မြစ်ဆုံစီမံကိန်းကြောင့်ဖြစ်ပေါ်လာမဲ့သဘာဝပတ်ဝန်းကျင်စိုးကျိုးတွေဟာလည်းအစားထိုးမရနိုင်အောင်ကြီးမားလှပါတယ်။ဆယ်ကြောင့်နှုံးမြေစီးဆင်းမှုရပ်တန့်သွားရင် AR တိုင်းကလေယာမြေတွေရဲ့မြေစီလွာပျက်စီးသွားမှာဖြစ်တယ်လို့မြစ်ရည်စီးအားမမှန်ကန်တော့တဲ့အတွက်ပင်လယ်စားငံရည်တွေကုန်းတွင်းပိုင်းကိုဆန်တက်လာပြီးမြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးစိုက်ပျိုးလို့မရနိုင်အောင်ပျက်စီးသွားနိုင်ပါတယ်။ဒါ့အပြင်စကိုင်းငလျင်ပြည့်ရွေ့တဲ့နီးကပ်လွန်တာကြောင့်
ဆယ်ကျိုးပေါက်ခဲ့ရင်လည်းကချင်ပြည်နယ်ကမြို့ကြီးတွေဟာမိနစ်ပိုင်းတွင်ရေအောက်ရောက်သွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်အခုလိုအချိန်မှာစစ်အုပ်စုကမြစ်ဆုံစီမံကိန်းကိုပြန်ဆဖို့ကြိုးစားတာဟာ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက်နိုင်ငံရဲ့နှလုံးသားကိုထိုးကျွေးလိုက်တာပဲဖြစ်ပါတယ်မြို့သားညိုရေးဆိုရအနေနဲ့ပြည်သူအတန်ကိုနာခံပြီး AR မြစ်ကြီးထာဝရအစည်းအဝေးနိုင်ရေးဒေါ်လာရေးမဟာမိတ်များနဲ့ပူးပေါင်းပြီးအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးပြောကြားလိုပါတယ်2025ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကျင်းပခဲ့တဲ့စကိုင်း Federal Unit လွှတ်တော်ရဲ့တတမပုံမှန်အစည်းအဝေးမှာစကိုင်း Federal Unit ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီဂျာကာလာအစိုးရအဖွဲ့ဝင်တွေကိုအတည်ပြုခန့်အပ်နိုင်ခဲ့ပြီဖြစ်လို့စကိုင်း Federal Unit ရဲ့အုပ်ချုပ်ရေးမန်နိုင်ကိုအခုလိုလက်တွေ့ကျကျစတင်အသက်သွင်းလိုက်နိုင်တာကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့လှိုက်လိုက်လဲဝမ်းမြောက်ဂုဏ်ယူကြောင်းဒီနေရာကနေသတင်းစကားပါလိုပါတယ်ဒီလိုအများသဘောတူညီတဲ့အစိုးရတရက်ကိုပေါ်ပေါက်လာဖို့အတွက်ပြည်သူကိုစားပြုလွှတ်တော်ကိုယ်စားလှယ်တွေတိုင်းဒေသညီနောင်တွေနိုင်ငံရေးပါတီတွေတပိတ်အင်အားစုတွေစီဒီအန်ဝန်ထမ်းတွေနဲ့တော်လိုင်းအင်အားစုတွေအားလုံးစီးလုံးညီညွတ်စွာနဲ့ညီနိုင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်အခုဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့အစည်းအနေနဲ့ဒေသတွင်တရားဥပဒေစိုးမိုးရေးစစ်ပေးဆောင်ပြည်သူတွေကိုစောင့်ရှောက်ရေးနဲ့ကျန်းမာရေးပညာရေးကဏ္ဍတွေကိုတာဝန်ယူဆောင်ရွက်ရင်ပြည်အောင်စုတစ်ခုလုံးဆက်အာဏာရှင်စနစ်လက်အောက်ကနေလွတ်မြောက်ရေးအတွက်ရှေ့တန်းကနေတာဝန်ယူဆောင်ရွက်သွားကြရတော့မှာဖြစ်ပါတယ်ဒေသလိုက် Federal Unit အစိုးရအဖွဲ့တွေအခုလိုပေါ်ပေါက်လာခြင်းဟာအနာဂတ် Federal Democracy ပြည်အောင်စုအတွက်အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတာဖြစ်တယ်လို့မြန်မာဒီမိုကရေစီခရီးရဲ့မှတ်တိုင်တွေကိုတစ်ခုပြီးခုစိုက်ထူနိုင်ခြင်းလည်းဖြစ်ပါတယ်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့တော်လှန်ရေးအများဆုံးအောင်နိုင်ရေးအတွက်စကိုင်း Federal Unit အစိုးရအဖွဲ့အပါအဝင်ပြည်နယ် Federal Unit အစိုးရတွေနဲ့အတူအစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့အလေးအနက်ပြောကြားလိုပါတယ်2021ခုနှစ်မှာအကြမ်းဖက်စစ်အုပ်စုကပြည်သူအာဏာကိုမတရားလူယူပြီးနောက်ပိုင်းမြန်မာနိုင်ငံဟာအဖက်ဖက်ကပျက်စီးဆုံးရှုံးမှုတွေနဲ့ကမ္ဘာအဆင့်သတ်မှတ်ချက်တွေမှာလည်းအဆိုးအဆုံးစည်ရင်းတွေထဲရောက်ရှိသွားခဲ့ပါတယ်ပြည်သူအစိုးရလက်ထက်မှာယာနှုံးပြည့်ဒီမိုကရေစီစနစ်မဟုတ်ခဲ့ပေမဲ့မြန်မာနိုင်ငံဟာဒေသတွင်းမှာအလားအလာအရှိဆုံးနိုင်ငံတစ်ခုအဖြစ်သတ်မှတ်ခံနေရာကနေမင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှု9နှစ်အတွင်းမှာတော့ကမ္ဘာအဆင့်1ဘိန်းအများဆုံးထွက်ရှိရာနိုင်ငံ Corruption Perception Index CPI အဆင့်162နဲ့အဂတိအလိုက်စားဆုံးနိုင်ငံတွေထဲကနိုင်ငံတစ်ခုဖြစ်လာပြီးတော့အဆင့်အဆုံးနိုင်ငံအဖြစ်ကိုပြောင်းလဲသွားခဲ့ရပါတယ်။ငွေကြေးဖောက်ပွားမှုကြောင့်မြန်မာကျပ်ငွေတန်ဖိုးဟာလည်းအာဏာမသိမ်းခင်ကထက်3ဆကျော်လောက်ထိုးကျသွားပြီးကမ္ဘာ့ဘဏ်ရဲ့အဆိုအရမြန်မာနိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါးဟာဆင်းရဲမွဲတေမှုမြင့်အောက်ရောက်ရှိသွားပြီးလူလက်တန်းစားဟာပျောက်ကွယ်လူနီးပါးဖြစ်နေပြီဖြစ်ပါတယ်။ငွေကြေးဖောက်ပွားမှုကြောင့်အခြေခံစားတောက်ကုန်စံစီဆေးဝါးဈေးနှုန်းတွေဟာဆိုရင်3ဆကနေ5ဆအထိမြင့်တက်သွားခဲ့ရပါတယ်။နိုင်ငံရဲ့လူငယ်ရင်းမြစ်တွေနဲ့ပညာတတ်တွေဟာဆိုရင်လည်းပျော်လင့်ချက်မဲ့မှုနဲ့စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့်နိုင်ငံပြင်ပကိုအလုံးရင်းနဲ့ထွက်ခွာသွားကြပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အစီရင်ခံစာတွေအရကလေးသူငယ်တွေအတွက်ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေဟာဆိုရင်လည်းပဲ80%ကျော်ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးမြန်မာနိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးရဲ့ဘဝတွေပျက်စီးယိုယွင်းကြရခြင်းရဲ့ပင်မတရားခံဟာအကြမ်းဖက်စစ်အာဏာရှင်တစုနဲ့၎င်းတို့ရဲ့အပေါင်းပါတွေအားပေးအားမြောက်ပြုသူတွေသာလျှင်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အလို့ကျစနစ်တကျစီစဉ်ထားတဲ့တရားဝင်တူအောင်ရွေးကောက်ပွဲကိုထောက်ခံခြင်းအပြင်စစ်အာဏာရှင်စနစ်ကိုတရားဝင်မှုပေးလိုက်မယ်ဆိုရင်မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေကြရတဲ့အစိုးတရားတွေ